ဒီတစ်ခါတော့ကလေးငယ်များအစာစားခြင်းစိတ်နိုးကြလာစေရန်နေလဲငါခုပြိုပြပေးမှမလို့ wait for လေးကိုစောင်းအောင်ကြည့်ရှုသွားလိုက်ပါနော်ပထမဆုံးအနေနဲ့ကလေးရဲ့အစားအစာကိုဆွဲဆောင်မှုရှိအောင်ပြင်ဆင်ပေးပါရိုးရိုးလေးပေးတာထက်ပုံစံလေးတွေဖော်ပြီးအယောင်ဆုံးအောင်စီစဉ်ပေးတာကလေးရဲ့စိတ်ဝင်စားမှုကိုနိုးဆွပေးပါတယ်ဥပမာဟင်းသီးဟင်းရက်တွေကိုကာတွန်းပုံစံလေးတွေလီးပြီးပန်းကန်နဲ့ထည့်ပေးတာမျိုးပေါ့ဒုတိယအချက်ကတော့ကလေးကိုအစားအသောက်ပစ္စည်းရွေးချယ်ရမှာဖြစ်ဖြစ်ပြင်ဆင်ရမှာဖြစ်ဖြစ်ပါဝင်ခွင့်ပေးပါသူတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့အစားအစာကိုပိုစားခြင်းစိတ်ရှိတတ်ပါတယ်ဈေးဝယ်ထွက်တဲ့အခါဘဟင်းသီးဟင်းရက်လေးစားခြင်းလဲလို့မေးကြည့်တာမျိုးဒါမှမဟုတ်ပန်းကန်နဲ့ထည့်ခိုင်းတာမျိုးလုပ်ပေးလို့ရပါတယ်တတိယအချက်ကတော့အတင်းကျပ်ဖိအားပေးပါနဲ့ကလေးကိုဒီပန်းကန်ကုန်အောင်စားလို့ဖိအားပေးတာမျိုးအစာစားခြင်းစိတ်ကိုပိုပြီးနေသွားစေပါတယ်အစားအစာကိုပျော်စရာကောင်းတဲ့အတွေ့အကြုံဖြစ်အောင်ဖန်တီးပေးပြီးမစားချင်ရင်လည်းနားလည်ပေးလိုက်ပါအချိန်ကြာလာရင်သူတို့စားလာပါလိမ့်မယ်စတုတ်ထားချက်ကတော့စားတောက်ချိန်ကိုပုံမှန်တက်မှတ်ပေးပါကလေးတွေဟာပုံမှန်လုပ်ရိုးလုပ်စဉ်တွေကိုနှစ်သက်ကြပါတယ်မနှက်စာနေလေစာညစ်စာနဲ့ဒီစားစားမဲ့အချိန်တွေကိုတက်မှတ်ပေးပြီးအဲ့ဒီအချိန်ရောက်ရင်စားပွဲဝိုင်းမှာအတူတူထိုင်စားတဲ့အလေးအကျင့်လေးလုပ်ပေးပါဒါသူတို့ရဲ့ခန္ဓာကိုယ်ရဲ့အစာချေစနစ်ကိုပုံမှန်ဖြစ်စေပါတယ်ဒီနေ့လေးတွေကမေမေတို့ကိုဒါမိမိလေးတွေအာဟာရပြည့်ဝစွာကြီးပြင်းဖို့ကူညီပေးနိုင်လိမ့်မယ်လို့ပြောလင့်ပါတယ်ကလေးရဲ့ကျန်းမာရေးအတွက်ကြိုးစားနေတဲ့မေမေတိုင်းကိုလည်းဂုဏ်ပြုပါတယ်ဒီဗီဒီယိုလေးကအကျိုး